ညီကိုတို့ရေပညင်မိုဘိုင်း update 44ရဲ့ဘောနတ်ပတ်စလေးကလည်းကျွန်တော်73ရက်နေ့ကျရင်ဂိမ်းထဲကိုရောက်ရှိလာတယ်မှာဆိုတော့ဘောနတ်ပတ်မှာပါဝင်လာမယ့် reward လေးတွေကိုတစ်ချက်ကြည့်လိုက်ကြအောင်အားလုံးပဲမင်္ဂလာပါမိရှေပါပထမဆုံးအနေနဲ့ဘောနတ်ပတ်လေးရဲ့ upgrade gun skin အနေနဲ့ကိုတော့ဘဂတီနာကာကင်မတ်တီမှာပဲတီးတန်းတွေ့မြင်ရတဲ့ G36C gun skin လေးကဒီတစ်ခေါက် upgrade gun skin အနေနဲ့ပါဝင်လာမှာပါဒါအပြင် gun skin effect တွေဖြစ်ကြတဲ့ Kimmesin နဲ့ Team Focus effect တွေကိုလည်းဘောကတင်နဲ့လက်ဖက်စီမဲ့အပြောင် effect လေးတွေကိုအဓိကသုံးပေးထားတာကိုတွေ့ရမှာပါupgrade gun skin တွေကိုပြပြပေးပြီးသွားပြီဆိုတော့ဒီကောက်ဘောနတ်ပတ်မှာပါဝင်လာမယ့် vehicle skin အနေနဲ့ကိုတော့ပတ်ချင်မိုဘိုင်းထဲမှာ300 vehicle လို့လူတိများကြတဲ့ side car motorcycle skin လေးကိုညီကိုတွေကြိုက်တက်လို့ထင်ပါတယ်ပတ်ချင်မိုဘိုင်းက upgrade vehicle skin အနေနဲ့ထည့်သွင်းပေးလောက်အောင်ပါနောက်ဆုံးအနေနဲ့ဘောနတ်ပတ်ရဲ့ outfit လေးတွေကိုတော့ဘောနတ်ပတ်ရဲ့ထုံးစံအတိုင်းအရောင်နှမျိုးထွက်ရှိလာမှာဖြစ်ပြီးတော့ဝေါကတ်မှာနာမည်ကြီးအသင်းတစ်ခုဖြစ်တဲ့အာဂျင်တီးနားနဲ့ပေါ်တူဂီအသင်းတွေရဲ့ဇိုင်းတွေကို reference ယူပြီးတော့အခုပြပြထားတဲ့အတိုင်းထည့်သွင်းပေးလောက်အောင်ပါညီကိုတွေအနေနဲ့ outfit ရဲ့ဒီဇိုင်းမဲ့ကိုပဲကြည့်ပြီးတော့ထူးခြားမှုရှိဘူးလို့ထင်နေတော့မှားတော့ပါလိမ့်မယ်အခုပြပြခဲ့တဲ့ outfit လေးတွေကဆိုရင်ပတ်ချင်မိုဘိုင်းထဲမှာပထမဆုံးစကားပြောနိုင်တဲ့ outfit လေးဖြစ်လာတော့မှာပါ outfit ရဲ့စကားပြောတန်လေးကိုတစ်ချက်တေချာနားထောင်ကြည့်လိုက်ပါဟာလိုပါလားကော